star connection ကိုယူရတဲ့အဓိကအကြောင်းရင်းကိုပြောပါဆိုရင်သူဒီ neutral လိုချင်လို့ပါ termination box လေးကျွန်တော်ရှိပါအဲ့ termination box မှာကကျွန်တော် U1 V1 W1 W2 U2 V2 ပေါ့နော်ဒါတွေကျွန်တော်တို့ရှိမှာဖြစ်ပါတယ်အဲ့ဒါတွေကိုကျွန်တော်က connection ရှိတဲ့အခါမှာ connection အမျိုးအစားအဖြစ်ကျွန်တော်တို့ကတစ်မျိုးရှိမှာအဲ့တော့ data configuration မှာကသူကဘယ်လိုဖြစ်နေလဲဆိုတော့ U1 V1 W1 အဲ့မှာကျွန်တော်တို့ကဘယ်လိုရှိလိုက်လဲဆိုတော့ U1 နဲ့ W2 နဲ့ဖြစ်နေရဲ့ V1 နဲ့ U2 နဲ့ဖြစ်နေတယ် W1 နဲ့ V2 နဲ့ဖြစ်နေရဲ့အဲ့တော့ပြောချင်တာကface to face ဖြစ်နေမယ်အဲ့တော့ face to face ဖြစ်နေခြင်းအပြင်သူဒီ voltage အပြင်400 voltage ဖြစ်မယ်ဒီဘက်ကိုကျွန်တော်ထပ်ပြီးတော့လေ့လာကြည့်အောင် W2 V1 to U2 and W1 to V2 this will give us our delta configuration now when we pass an AC current through the phases we see that electricity flows from one phase သူရဲ့ electricity flow ကသူက direction ကအများနဲ့ပြောင်းနေတာကိုကျွန်တော်တို့တွေ့ရမယ်ဟုတ်လားဟို negative နဲ့ positive ကတောက်လျှောက်သူကပြောင်းလဲနေတယ်ကျွန်တော်တို့ပုံမှန်အပြည့်ကဒီ400 voltage လို့ဒီ face to face ကို400 voltage ကိုကောက်တိုင်းလိုက်တာကဒါက stable ဖြစ်တဲ့အခြေအနေကိုကျွန်တော်ယူပြီးတော့သုံးတာဖြစ်တယ်တကယ်တမ်းမှာတော့ဒီ face 1 2 3ကအများတန်းအပေါင်းအနှုတ်ကတောက်လျှောက်ကိုပြောင်းနေတာဖြစ်ပါတယ် second မလက်ပြောင်းနေတယ်ဒါပေမဲ့အဲ့ပြောင်းလဲမှုတွေထဲမှာကျွန်တော်က stable တစ်ခုကိုယူလိုက်တဲ့အခါမှာ400 voltage ကိုကျွန်တော်ကယူသုံးတာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီဒီမှာသူပြောင်းလဲတဲ့ပုံစံက data configuration မှာဆိုလို့ရှိရင် face to face ဖြစ်နေတာဖြစ်တဲ့အတွက်သူဒီကျွန်တော်တို့က400 voltage အနေထားနဲ့ကျွန်တော်တို့ကဒီ principle ရအလုပ်လုပ်နေမှာဖြစ်ပါ into another as the direction of AC power reverses in each phase at a different time. That's why we have the terminals at different arrangements, because we can connect across and allow electricity to flow between the phases as the electrons reverse direction at different times. By the way, if you want to learn more about how three-phase electricity works, အဲ့တော့သူ့ကိုကျွန်တော်တို့ဒီလိုမျိုး electricity ကိုသူ့ရဲ့ electricity ကိုတိုင်းတာလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ voltage ကဗျာ phase 1 phase 2 phase 3တွေကတောက်လျှောက် voltage ကအပေါင်းအနှုတ်တွေကပြောင်းလဲနေမှာဖြစ်ပါ in the video description down below. Now the other way that we can connect the terminals is to နောက်တစ်ခုကတော့ star configuration ပထမပိုင်းကကျွန်တော်တို့ကဒီ data configuration မှာဆိုလို့ရှိရင်တေချာတာကသူ့ကိုကျွန်တော်တို့ကဒီ motor connection မှာဆိုလို့ရှိရင်တော့ face to face ဖြစ်နေမယ်ဒီအတွက်ကျွန်တော်က voltage အပြည့်က400 voltage ဖြစ်မယ် ampere အပြည့်ကလည်းသူနဲ့ညီမျှတဲ့ ampere တစ်ခုကျွန်တော်ကရှိနေမှာဖြစ်ပါ star configuration. In this method, we connect between W2, U2 and V2 on only one side of the motor terminals. This will give us our star equivalent design. အဲ့တော့သတိထားကြည့်ရင်ကျွန်တော်တို့ကပထမပိုင်းကကျွန်တော်က data မှာသုံးကကျွန်တော်သူဒီ tweak ကံပုံစံမျိုးနဲ့ဖြစ်နေပြီးတော့သူ့မှာကြားမှာစုံပိုက်မရှိဘူးတစ်ဖက်မှာကျွန်တော်တို့ကဒီ star configuration မှာကျတော့စုံပိုက်ကနေသူကဖြာထွက်တဲ့ပုံစံမျိုးဝင်ထားတယ်ဒါကြောင့်ကျွန်တော်တို့ဆက်ကြည့်အောင် Now when we pass AC current through the coils, we see that the electrons are shared between the phases at အဲ့တော့ motor control မှာဆိုလို့ရှိရင်လည်းသူကဒီ second မလက်ပေါ့နော်သူကလည်းအများတန်းပြောင်းလဲနေတယ် positive negative အများတန်းသူ့ရဲ့ potential difference တွေကတော့အများတန်းပြောင်းလဲနေတယ် line 1 line 2 line 3ကလည်းအလုံးလုံးပုံတစ်ခုနဲ့ line 1 1ကလုံနေ2 3ကအပြောင်းလဲမှုရှိနေမယ်2လုံနေ3 1ကပြောင်းနေမယ်3လုံနေ2 1 2ကပြောင်းလဲနေမယ်ဆိုတော့အဲ့ဒီပြောင်းလဲမှုကတောက်လျှောက်ကိုရှိနေမှာဖြစ်တယ်အဲ့ဒီဂျာထဲမှာသူ့ရဲ့အလုံးလုံးပုံက So looking again at this real-world example of the motor terminals, can you tell me which method is ဒါဘာ configuration လဲပေါ့နော်3 2 1ဘာဖြစ်မလဲ correct? ဟုတ်ပါတယ် data connection ဖြစ်ပါ The two ways we just saw of configuring the motor in star or delta. အဲ့တော့ data connection ကိုကျွန်တော်က manual အဖြစ်ပေါ့နော်ဒါကိုဘာသာကိုရှိတ်ဆက်နိုင်တယ်လို့ပြောတာဖြစ်ပါ Open the motor terminals and then rearrange them. Now this isn't exactly practical to do. So how can we automate this? To do this, we need to use some contactors. အဲ့တော့ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့ဒီ motor တွေကျွန်တော်တို့ဆိုဒါ plastic sensor နဲ့ပတ်သက်ပြီးတော့ဆိုရင်ပတ်တွေကိုသုံးကြတယ်ပတ်တွေသုံးတဲ့အခါမှာကျွန်တော် motor ပတ်တွေဆိုလို့ရှိရင်ရေတင်တဲ့အခါမှာကျွန်တော်တို့ဒီ10ကောင်တို့12ကောင်ဝဲတို့ပြီး fire fighting ဆိုလို့ရှိရင်25ကောင်တို့85ကောင်တို့အများကြီးကျွန်တော်တို့ကသုံးရတယ်အဲ့လိုသုံးတဲ့အခါမှာပုံမှန်အပြင်12ကောင်ဝဲ10ကောင်ဒီဘက်ချလေဆိုလို့ရှိရင်ကျွန်တော်က star data control ကိုသုံးတယ်အဲ့တော့ star data control သုံးတဲ့အခါမှာဘယ်လိုသုံးတာလဲဘာကြောင့် star data control ကိုသုံးတာလဲဆိုတာကဒီဗီဒီယိုလေးကလူချင်းမင်းတို့ကိုပို့ပြီးတော့သိလာသွားစေမှာဖြစ်ပါတယ်ဆက်ကြည့်အောင် Now they come in various designs, but if we look inside one, then the basic operation is just a switch that can either make or break a circuit to control the flow of electricity in all three phases simultaneously. So we take our main contactor and then we connect our three-phase supply to one side and then we connect the other side to the respective terminals within the induction motor's electrical terminal box. We then take a second contactor အဲ့တော့သူကပုံမှန်အဖြစ်ကျွန်တော်က main contactor ပါမယ် main contactor ကတော့ကျွန်တော်ကဒါတိုက်ရိုက်ဝင်တဲ့ contactor ပေါ့နော်ဒီနေရာမှာကျွန်တော်ကဒီ magnetic contactor တွေ3လုံးပါမယ်ပေါ့ပထမက main contactor ပြီးရင်ကျွန်တော်တို့ကနောက်တစ်ခုကဒီ data contactor
ပါတယ်အဲ့တော့ data connector ပြီးရင်ကျွန်တော်တို့ကနောက်ဆုံးတစ်ခုကတော့နာမည်ကိုက star data ဖြစ်တဲ့အတွက်ဘာဆက်ပါမလဲကြည့်အောင် another connector star connector ဖြစ်ပါအဲ့တော့ star data main ဆိုပြီးတော့ကျွန်တော်တို့ကဒီနေရာမှာ magnetic connector 3ခုကျွန်တော်တို့ပါဝင်လာမှာဖြစ်ပါအဲ့တော့အဲ့နေရာမှာပထမ connector ကတော့ main connector သူကတော့ power supply အနေနဲ့တဲ့အဓိက U1 V1 W1 တွေကိုအဓိကပေးတဲ့ power supply ဆိုဖြစ်တယ်နောက်တစ်ခု connector ကတော့ data connector ဖြစ်ပါတယ် data connector ကတော့သူကဒါ face to face ကိုအလုပ်လုပ်စေဖို့အတွက်ဓာတ်ရိုက်တကယ်သုံးရမယ့်လုပ်ဖြစ်ပါတယ်ဒီ motor ကိုဓာတ်ရိုက်တကယ်သုံးရမယ့်ဒီ power supply ဆိုလည်းဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ star connector ဆိုတာကတော့ဒီ star connector ကကျတော့သူက control အနေနဲ့အလုပ်လုပ်တာဖြစ်ပါတယ် control အနေနဲ့အချိန်ပိုင်းလေးတစ်ခုတော်တွင်မှာဒီ toss current တွေဒါမှမဟုတ်ဒီ current အရန်များလာမဲ့ current တာ static current ပေါ့နော်အဲ့ static load တွေဖြစ်လာမဲ့ current တန်ဖိုးကို inverse current တန်ဖိုးတွေကိုရောကြခြင်းလို့ကျွန်တော်တို့က star connector ကိုသုံးတာဖြစ်ပါတယ်ဆိုဆက်ကြည့်အောင် Now we start in the star configuration and to do that we activate both the main and the star contactor terminals so that they close to complete the circuit. Now when we pass electricity through the circuit, the electricity passes through each phase and coil and then out through the motor terminals and into the star contactor where the path of the electrons is shared. အဲ့တော့သူကဘယ်လိုလဲဆိုတော့ခါကျတော့ဒီ star connector ရဲ့သဘောတဘာဝကကျွန်တော်တို့ရှေ့ပိုင်းမှာကျွန်တော်တို့ပြခဲ့တဲ့ပုံစံပေါ့သူကအလဲမှာစုံမတ်တစ်ခုရှိတယ်အဲ့တော့ဒီ star data connector မှာကျွန်တော်မြင်ကြည့်လိုက်တာမြင်ကြည့်လိုက်လို့ရှိရင်ဟိုမှာ line 1 line 2 line 3 connect ဖြစ်အဲ့သုံးခုစလုံးတော့ဘာလို့ပေါင်းထားတယ်အဲ့ပေါင်းထားတဲ့စုံမတ်က0 volt ဖြစ်သွားတာအဲ့တော့ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့အဲ့0 volt ဖြစ်သွားတော့ဒီကောင်ကိုကျွန်တော်တို့က star data star connection ကိုယူရတဲ့အဓိကအကြောင်းရင်းကိုပြောပါဆိုရင်သူစီ neutral လိုချင်လို့ပါရိုးလေးပဲ0 volt ဖြစ်သွားမယ် neutral အနေနဲ့ယူချင်တာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့က star connection ကိုယူသုံးတာဖြစ်ပါတယ် neutral ကိုယူလိုက်တာပေါ့နော်အဲ့တော့ line 1 line 2 line 3စုံမတ်ဖြစ်သွားတဲ့အခါမှာသူဒီ0 volt ဖြစ်သွားတယ်အဲ့ဒီအခါမှာကျွန်တော်ကဒီဘက်ကကျွန်တော် phase 1ကနေလာတဲ့အခါမှာ neutral နဲ့ပေါင်းသွားတာဖြစ်တဲ့ voltage အဖြစ်က400 volt ကို230နဲ့400 volt ကို root 3နဲ့စားလိုက်230 voltage 6ဖြစ်သွားမယ်230 voltage ဖြစ်တဲ့ single voltage ပမာဏလောက်ရောက်သွားတာဖြစ်တဲ့ voltage ကကျသွားမှာဖြစ်ပါတယ် It allows them to flow in and out of another phase as the direction of each phase changes. This star connection method will run for a few seconds before switching over to delta. For the delta အဲ့တော့သူကဒီ star connector ကနေမှကျွန်တော်တို့ကဒီ connection ပေါ့နော် star connection ကနေကျွန်တော်တို့က data ကိုပြောင်းမယ် data ကိုပြောင်းဖို့ကျတော့တကယ်တမ်းတော့အရေးကြီးတာဒီထဲမှာတော့3 second ပြီးသွားရင်ပေါ့နော်ဒီလိုပြောတယ်လက်တွေ့မှာကျတော့ကျွန်တော်တို့ကဒီ motor တစ်လုံးရဲ့ဒီအနေအမြင့်ပေါ်မှာမူတည်ရ motor တစ်လုံးရဲ့အသုံးပြုပေါ်မှာမူတည်တယ် motor တစ်လုံးရဲ့ site ပေါ်မှာမူတည်တယ်ဥပမာဆိုကြပါစို့ကျွန်တော်တို့ဆိုပြင်ပမှာတကယ်သုံးတဲ့အခါမှာ motor တစ်လုံးကို run ကြည့်လိုက်တယ် run ကြည့်လိုက်တဲ့အခါမှာကျွန်တော် current meter ထောက်ထားတယ်ထောက်ထားပြီးတော့မှကျွန်တော်တို့ကသူ့ရဲ့ inrush current တန်ဖိုးပေါ့နော် inrush ဒါမှမဟုတ်ကျွန်တော်တို့က static current ပေါ့အဲ့ဒီ static current တန်ဖိုးကဘယ်လောက်ထိတက်သွားလဲဘယ်ချိန်မှာ stable ဖြစ်သွားသလဲအဲ့ stable ဖြစ်တဲ့အချိန်မှာကျွန်တော်တို့က timer second နဲ့ကျွန်တော်တို့က timer နဲ့ second ချိန်ပြီးတော့ data ဘက်ကိုလွှတ်ပေးတာဖြစ်ပါတယ်ဥပမာဆိုကြပါစို့ကျွန်တော်က5 second 6 second 9 second 10 second 9 second 10 second ပေါ့ပြန်ပြန်အဖြစ်တော့ဒီ10ကောင်ပတ်ချလဲမှာကျွန်တော်က9 second ပတ်ချလဲထဲမှာကျွန်တော်က stable ဖြစ်သွားတယ်အဲ့ stable ဖြစ်တဲ့အချိန်မှာ star ကိုဖြုတ်လိုက်ပြီးတော့ star ကို open disconnected လုပ်ပြီးတော့မှ data ကိုကျွန်တော်က connected လုပ်လိုက်တာဖြစ်ပါတယ်အဲ့လိုအချိန်မှာ voltage အဖြစ်က400 voltage ကိုချိန်သွားတယ်ပထမ star မှာက230 voltage အနေထားလောက်နဲ့အလုပ်လုပ်နေမယ်အဲ့ကနေမှသူက wave က IR ပေါ့အုံလုံးအရာကျွန်တော်က V နဲ့ ampere လေးရော့ကျသွားသေးတာဖြစ်ပါတယ်အဲ့လိုရော့ကျသွားတဲ့စနစ်ကို star connection ပုံစံမျိုးနဲ့အသုံးပြုတော့တာဖြစ်ပါတယ်အဲ့ကနေကျွန်တော် data ကိုတကယ် motor အလုပ်လုပ်ဖို့ကျတော့400 voltage လိုပါတယ်အဲ့ဒီလိုတဲ့အခါမှာကျွန်တော်ကအချိန်ပိုင်းတစ်ခုရောက်သွားတဲ့အချိန်မှာ400 voltage ကျွန်တော်တို့ပို့ပေးလိုက်တာဖြစ်ပါတယ်ဆက်ကြည့်အောင် We disconnect the star contactor and then close the delta connection. This all happens very quickly. Now we have the electricity flowing in, but it splits direction. data ရဲ့သဘောဆိုတာက data သည်လေကောင်မှာကျွန်တော်စုံမတ်တစ်ခုရှိတယ်အဲ့ဒီစုံမတ်ကိုကျွန်တော်တို့ကဒီသွားလိုက်ခြင်းအပြင်0 voltage ဖြစ်သွားမယ်အဲ့0 voltage က0 voltage ကနေယူခြင်းအပြင် voltage 230ကျွန်တော်တို့ပုံမှာပြထားတဲ့အတိုင်းပဲ230 voltage ဖြစ်သွားမယ် face to face ဆိုရင်400 voltage ဖြစ်မယ်အဲ့တော့ကျွန်တော်တို့တွေကတကယ်မှာဒီပုံစံတွေကိုကျွန်တော်ကြည့်လိုက်ခြင်းအပြင် star နဲ့ data ကိုအသုံးပြုရတဲ့ပမာဏကိုနားလည်သွားသိမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီနေရာမှာ star data ကိုအသုံးပြုပုံကပြန်ပြီးရှင်းပြရရင် line to line မှာ400 voltage နဲ့ဝင်လာတဲ့ supply power supply source ကဝင်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်က star မှာကြောတော့ဒါ0 voltage ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ကဒီ400 voltage ကို root 3နဲ့စားလိုက်တော့230 voltage ဖြစ်သွားတယ်230 voltage ဖြစ်တာဖြစ်တဲ့သူ့ရဲ့ ampere ကလည်းရော့ကျသွားတယ် ampere ရော့ကျသွားတာဖြစ်တဲ့အတွက်အဲ့ဒါကိုကျွန်တော်တို့ကဒီ motor တစ်ခုကိုရော့ကျသွားတဲ့တန်ဖိုးတစ်ခုနဲ့ run လိုက်တယ် run ပြီးတော့မှကျွန်တော်တို့ကနောက်တစ်ဆင့်ဒီ
ဒီ data ဘက်ကိုကျွန်တော်တို့ကအချိန်ပြီးတော့မှဒီ motor တစ်လုံးကိုအလုပ်လုပ်သေးတာဖြစ်ပါတယ်ဒီလိုလေးကလူချင်းမင်းတို့အတွက်တန်ဖိုးရှိသေးခဲ့ရင် comment ကနေ yes ဆိုမှသွားပေးပါနောက်